ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ video twin channel မှာကြိုဆိုလိုက်ပါတယ်ဒီလိုလေးမှာအကောင်းဆုံး drone 50ရံကြောက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့လူကြီးမျိုးနေတဲ့ကျွန်တော် channel လေးက video တင်တိုင်းကြည့်နိုင်ဖို့ like and subscribe လုပ်သွားပေးကြပါဦးခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ရဲ့ video လေးကိုစလိုက်ကြရအောင်ခင်ဗျာနံပါတ်1 drone ကတော့ DJI Mavic 2ဆုံးဖြစ်ပါတယ်ခင်ဗျာ၄ချိန်1184 gram ရှိပြီးကင်မရာလေးနဲ့48 megapixel အထိရိုက်နိုင်ပါတယ်ခင်ဗျာပြန်လိုက်ချိန်မိနစ်40နဲ့အများဆုံးပြသနိုင်တဲ့ကွာဝေးကတော့ 9.5 မိုင်ဖြစ်ပါတယ်ခင်ဗျာဒီလိုလေးနဲ့ 8K ရနိုင်ပြီးတော့ဈေးနှုန်းအနေနဲ့စုံလေးဝင်ရှိပါတယ်ခင်ဗျာနံပါတ်2 Order Evo 2လေ့ကျင့်နေတဲ့ top 84 gram ရှိမယ်ဒီလိုအနေနဲ့ 8K ရနိုင်ပြီးပြတိုင်းချိန်ကတော့မိနစ်40ဖြစ်ပါတယ်အများဆုံးပြန်နိုင်တဲ့ကွာဝေးကတော့ 9.5 မိုင်ဖြစ်ပြီးအများဆုံးပြန်နိုင်တဲ့ speed ကတော့54 မိုင်per hour ဖြစ်ပါတယ်ခင်ဗျာဒီလိုအနေနဲ့ကတော့တိတ်ဆိတ်လေးတွေကြားမှာရှိပါတယ်ခင်ဗျာနံပါတ်3 DJI Mavic 2 Pro လေးချိန်900 ရှိမယ်ဗီဒီယိုကို 4K ရိုက်နိုင်မယ်မြေလို့ကြတဲ့နိုင်တဲ့ကွာဝေးကတော့ 8 km ရှိပါတယ်ခင်ဗျာဒီလိုအနေနဲ့ကတော့30 ဝန်းကျင်ကြားမှာရှိပါတယ်ခင်ဗျာကင်မရာက20 megapixel ဖြစ်ပြီးတော့တစ်ချိန်ချိန်ကတော့မိနစ်30ဝန်းကျင်ရပါတယ်မလေး Power Vision Power App Drone လေးချိန်အနေနဲ့ကတော့160 gram တို့မို့ 1.9 pound လေးပါတယ်ဗီဒီယိုကို 4K ရိုက်နိုင်ပြီးတော့ကင်မရာအနေနဲ့ကတော့20 megapixel ရှိပါတယ်ပြန်လိုက်ချိန်မိနစ်30ရှိပြီးအနောက်ပြန်လာတဲ့အကွာဝေးကတော့4မိုင်နီးပါးဖြစ်ပါတယ်ညာ။နောက်ဆုံး40မိုင်ပါဟောင်းပြန်တန်းနိုင်ပြီးသူ့ရဲ့ထူးခြားချက်ကတော့ရေစိုးခနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ။ဈေးနှုန်းအနေနဲ့ကတော့15သိန်းဝန်းကျင်ရှိပါတယ်ခင်ဗျာ။နံပါတ်5အကောင့်ပေးပြီးအစိမ်ဖြစ်တဲ့ DJI Mavic Mini လေးရနေတဲ့249 gram လေးပါတယ်။ဒီလိုနဲ့ 2.7 page ရနိုင်ပြီးအများဆုံး2မိုင်ခွဲနီးပါးပြန်တန်းနိုင်ပါတယ်။နောက်ဆုံး speed ကတော့29 မိုင်ပါဟာဝါဖြစ်ပြီးပြန်တန်းနိုင်တဲ့ချိန်ကတော့မိနစ်30ဖြစ်ပါတယ်ခင်ဗျာ။ဒီလိုအနေနဲ့ကတော့9သိန်းခွဲဝန်းကျင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုခုလိုဆုံးမတိုင်အောင်ကြည့်လို့ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။